saya tebera bakada koi sura ko ka ara Ninja. mami te ko pa lu dir phara ka awala tu su bu na ra Tuan tay ba kya ni ga ni ko nai sin ne. le du go na ka saya ka man ka he tu ta man na lo no Ana ni tian ga ko lu ko Israel lu ko su da. ene sa ba le sa ki yo ya we su ra pa ko ra ba Israel ko te pa အဲ့ဒီချိန်မှာ3000နဲ့2000ရှိတယ် ene sa to we ra na to ka ra ki thu no ။ဒါပေမဲ့ဖျက်ခင်ကပြောတယ်အနာကြောက်တဲ့လူကိုမသွားခိုင်းနဲ့လို့ပြောတယ် ba sa ne ka saya te ra ba la pri na ni ba le ni ko no ma le ni ။ကြောက်တဲ့လူကဘာကြောက်လဲဆိုရင် ba mu la ba la pri na ni ba mu ko ta ni pri na le ဂျင်းချင်းကလို့ဆိုမှဂျင်းချင်းရောက်မယ်ဆိုမှကြောက်ကြတယ် ba mu la wa te pri na le ka ba da ta sin yo no ။ငါတို့အဲ့မှာသွားရင်နေနေလို့ဆိုမှကြောက်ကြတယ်ပေါ့ ba mu la wa te pa pri na le ta mi ne ni ta ka ti mo na pri we ni mo no ခင်ကသူ့ကိုနိုင်စနေတို့လက်ထက်မှာအပ်လိုက်ပြီဆိုတဲ့ဟာကိုယုံနိုင်ဘူး ka saya ni te ta ka ma da tu no lo mo no ba sa na wa te no na we mo no ။အဲ့ဒါကြောင့်အဲ့ဒီမှာရှိတဲ့လူတော်မှာဖျက်ခင်ကသွားပါလို့ပြောရင်ပဲသွားရမယ် sa le pa lo ke se pa ne ka sa mi ta le ma ni ka ba le lo mo no ။နေခဲ့ပါဆိုတဲ့လူကနေတယ် pa la ka sa mi ta lo ko ti se pa ba ti lo mo no ခဏကြာရင်ငါတို့ကလူများလို့အစ္စရေးလူတွေကအိမ်အားတောက်တဲ့အတွက်သူတို့ကိုနိုင်ခဲ့တယ်လို့ပြောမယ် ene sa ta mi te pa no mi a ra ta de ma mi ra se le pa wa ka ke la pa no mi a ta ma ni ra de mo no ဘုရားကြီးကဒီလိုလက်ထဲကိုအပ်တဲ့အရာကိုသူကမေ့သွားမှာပေါ့နော် ene sa ta ne ka sa ne a la te pa su ni ka ta pi no ra mo no အဲ့ဒါနဲ့ကေဒီက1000နဲ့2000ကိုအိမ်ပြန်ထိုက်လိုက်တယ်1000နဲ့ခေါ်သွားတယ် ene sa ta ne sa ki na wa ma da ki wa ga nya no ki la ki to ni ma ki ra wa ni a le la pa ka ta ka la lo no အဲ့နဲ့ရေချောင်းမှာရောက်တဲ့အချိန်မှာသူကရေတောက်ကြတယ် ene sa ta ne wa te tu ra chi ko wa ne all da chi ခါရဲတချို့ကရေတို့မှာသွားမှပါစက်နေတောက်တယ် ene sa ta ne chi ko wa all da chi la ko no တချို့ကတက်တဲ့ကိုမှတောက်တယ် the no ne blo all da chi ya ba အဲ့နဲ့ဘုရားကြီးကသူပြောတာကအဲ့ဒီမှာပါစက်နဲ့ရေချောင်းမှာပါစက်နဲ့တောက်တဲ့လူကိုထားခဲ့ပါပြန်ထိုက်လိုက်ပါလက်နဲ့ဒီလိုတောက်တဲ့လူကိုခေါ်တော့ပါ ene sa ta ne sa ya te ko wa la all chi la ko ku te pa ni mo no all da ni te pa ni ma ki mi ko la all chi la blo la tu te pa ni ma ku te mo no အဲ့ဒါဆရာကရှင်းကြတယ်။ဘာကြောင့်အဲ့လိုလုပ်တာလဲဆရာကဘုရားတင်ကဘာလို့ဒီလိုလုပ်ချင်တာလဲလို့ဆရာပြောတာ ene sa ta tra she ya ra ba ha la am du ka sa ne wa ma ki le mo no ။အားလုံးကမသိဘူးလို့ပဲပြောကြတယ် ene sa ta ne ba ko ha ne te ka tu nya ba mo no ။ဒါနဲ့ရှင်းကြတဲ့အရာကအဲ့ဒီကျမ်းစာထဲမှာမရှိဘူး ene sa ta tra she ya ne wa le so ka na flo ။ဆရာကကျမ်းချက်တစ်ချက်ကိုပြောတယ်ဒါပေမဲ့ကျွန်မကလည်းဘုံမှန်ပြောပဲ။ ene sa ta tra te ra le so fi le sa si ka ba sa na yi ma ra ba la ba le so sa ne ဘာကြောင့်လဲဆိုတော့ဒီလိုရေထဲမှာငုတ်တောက်တဲ့လူကရေထဲမှာရေတောက်တဲ့အချိန်မှာဒီလိုအကောင်းဆောင်ကဘာပြောတယ်ဘာလုပ်တယ်ဆိုတဲ့ဟာကိုမမြင်တော့ဘူးပေါ့နော် ene sa ta la wa la o ti de cho la ko ta ke o de pa ne a ko na te o mu du le la o te na hu ba ti we mo no လက်နဲ့ခတ်တောက်တဲ့လူကသူ့ရဲ့ဥဆောင်တဲ့လူကိုမြင်တယ် mi me ba la lo la tu te pa ne pa ke ko ke na ne ma ta le na te o de ne na hu ra te nya ra ti ka no no အဲ့ဒါတန်းချက်တစ်ချက်မှာပြောတာကအဲ့ဒီအရာကထာဝရဘုရားနဲ့ KDN အတွက်ဖြစ်တယ်လို့ပြောတယ် ba ha le so fi chen ne te ra ba ha ka se ha da so ki ko a hu mo no အဲ့ဒါကြောင့်ဘုရားခင်က KDN မှာလှုပ်တယ် ka sa ne ma ra le so ki ro bu no ဘုရားခင်ကသူတို့ကိုဆောင်တဲ့အချိန်မှာ KDN ကိုသူတို့ကကြည့်ပြီးမှသွားခိုင်းစီခြင်းတယ် ene sa la ka sa ne so ki ro wa ta ko me ene sa la ka sa me do ma ra pa ra so ki ro ro ba le ra mo no အဲ့ကြောင့် KDN ကသွားပါဆိုရင်သွားတယ်မထားခဲ့နေခဲ့ပါဆိုနေရမယ် ene sa la sa ki ro mi te le ka ba le so ki ro mi te le o ti ka ba o ti lo mo no သူတို့ရဲ့ကောင်းဆောင်တဲ့လူကိုကောင်းကောင်းတိတ်တိတ်ကြည့်ရမယ် ene ba la ta ko me ne a wa ti ka ba ko ha lu ro ka ba ka na wa tu mo no အဲ့ဒါရောကိုကျမကနားထောင်နေချိန်မှာဘုရားကျမလည်းအရင်ကကိုကိုမြင်တဲ့ဟာများရှိခဲ့ပါတယ် ene sa ta le ka na wa da so ti ka la ti lo ki sa ti ka wa da ma no ဆရာကသူ့ရဲ့ mentor ဖြစ်တဲ့သူ့ရဲ့ဆရာတွေကိုဒီစကားကိုနားထောင်ပြီးလုပ်တဲ့အရာနဲ့သူ့စိတ်နဲ့ငါကစီမာလေးဖျားကြီးရှိတာလေဆိုမှလုပ်တဲ့အရာကလုံးဝမတူဘူးလို့ပြောတယ် ene sa la tra ke ra ba ka la wa to ka na ra ba la ta ko me a tu lu da ba le so wa ti tu ma la ka cha ra ba ta mo no ta do ka na ra ko na ku ra ma ni lo shot ba mo no ဆရာကနိုင်ငံတကာနိုင်ငံမှာသွားမှတခြားနိုင်ငံသွားမှအခုတော့ဆောင်ခဲ့တယ် ene
ဒါနဲ့ဝဲဟာရန်ချူကိုကအာမဒါဆတာကူဆောမနော် ဒါပေမဲ့သူစီမရှိတဲ့အရာကဘုရားသခင်ရဲ့အစေခံchủရဲ့စကားကိုအဲ့ဒီအရာကိုလက်ခံမှသွားတဲ့အရာနဲ့ကိုယ့်ရဲ့စိတ်အားတက်တာမှုနဲ့ကိုယ့်ရဲ့ယုံကြည်ခြင်းနဲ့သွားတဲ့အရာကမတူဘူးလို့ပြောတယ် ခဏတဲ့ဘာခါတာဟာတာတာကိတိဖန်တော့ဒုက္ခနာကလခုနာဒီဘာတဲ့အော်တော်လေဝဲအတော့တခါတဲ့အလေလက်ချတာပါတာလက်ချတာခါနေတာခိခနာလို့ချောမနော် နှုတ်ကပတ်တော်ကလာတဲ့အရာပေါ့နော်အထက်ကလာတဲ့အရာကိုလက်ခံပြီးမှလုပ်တဲ့အရာကဘုရားသခင်တရားရထိုင်တော့လုပ်တယ် တဲ့ဘာခါလူပြီးဒုက္ခနာခုနာလက်ပေါ့ကိုခလူတော့ဒုက္ခနာဆာကလူတော့မိမနဲ့ကဆာမလာလောက်တကယ်လာကရပွဲတော့မနော် အဲဒီတော့ချိန်မခဲ့တဲ့အရာကငါဆိုတော့ဒီချီရပြီငါစီမလေးဘုရားသခင်ရှိတာပဲပေါ့နော် continue chung lo ya ni da ke khon ke li da le pu ni ka sa shu pi lo mo no ငါလည်းမှုတော့ဆောင်လို့ရတယ်အိမ်ကြီးလို့ပြောလို့ရတယ် ya na ke lo yi sa da ku so te lo te da ku so te lo mo no ဂျာစာဖတ်တယ်ပြီးတော့ဆူတောင်းတယ်ဘုရားကျောင်းရဲ့ပုံမှန်တက်တယ် ye ba tu pa yi wa de so free da yi le chu ba ya da ko blo de lo ဒါနဲ့ကိုခါနဲ့ကိုရဲ့ယုံကိုရဲ့စိတ်နဲ့ယုံကြည်တဲ့အရာကmentor မရှိဘူးပေါ့နော်ကိုယုံကြည်တဲ့စိတ်ပဲဖြစ်တယ် da khai ni me da de to ye sta le na le da lo ba ble ba la personal play ka khun na ya de ko ba ဥဆောင်တယ်လို့ ဘုရားသခင်အလုပ်လုပ်တဲ့အချိန်မှာဘုရားသခင်ကသူ့ရဲ့အစေခံကိုပြောပြီးမှပဲလုပ်တယ် ka sa ma na de wa ke lo da ka sa ya ku ba mo no ne sa ka le ka sa ku ba mi te mi ma ni bi sa ka sa ne ma na de ni mo no ဘုရားသခင်ကသူ့ရဲ့အစေခံကိုမပြောဘဲနဲ့ဘာတစ်ခုမှလုပ်လို့မလုပ်ဘူးလို့ပြောတယ် ka sa ya le wa de mi te ra ku ba de wa de ma na no mi ma mo no အဲ့ဒါကိုကြည့်တဲ့အချိန်မှာဟိုလည်းကျမတို့ကျမရဲ့တက်တာကိုလည်းအများကြီးပြန်ပြီးမှreflect ဖြစ်တာပေါ့နော်မြင်ရတာပေါ့ ani pa de ne sa da ni chi lo ki ta a ma lo mo no ကျမတို့ကဝိညာဉ်တက်တာမှာအသက်ရှင်ဖို့အတွက်အများကြီးစဉ်းစားခဲ့ပါတယ် the what if I know you bichong mo la to ko mu no ta ta mu ni bichong mo ama lo mo no ယုံကြည်ခြင်းနဲ့နေမယ်နှုတ်ကပတ်တော်နားထောင်မယ်အဲ့လိုမျိုးအများကြီးစဉ်းစားခဲ့ပါတယ် pa ble bichong mo ama le ko mu la ta na no ko mu la ta su ta na ko bichong mo ama lo mo la ki ti pa ne ဒါပေမဲ့ဒီထက်မှပြောက်ွက်တဲ့အရာကဖျားခင်ကဒီအစေခံကို focus လုပ်တဲ့အရာကအရာအားနည်းတယ်ပေါ့နော်ကျွန်မရေးစိတ်တယ် the ta ne we la the do ko na la sa ko kwa na ko mu ko no de za ne we la sa ma mo no ဖျားခင်ကကိုညီနေပြောရည်လေစိတ်ထဲမှာတိတ်ကစိတ်ချခြင်းနဲ့စိတ်ရှိဘူး the ko sa ni la ka ma che du pa sa la do ta ne yen na ne le we ko wa mo no ဖျားခင်အလုပ်လုပ်မယ်ဆိုရင်လည်းစိတ်ကတော့အလုပ်မလားဆိုမဲ့အဲ့လိုမျိုးစိတ်ရှိတယ် ka sa ka ma la lo ti ya ba sa ta na ge ni ka sa ka ma la ko chi ya de za bi ta di video wa de ni mo no ဒီအရာကိုကြည့်တဲ့အချိန်မှာကျမကဒီနေ့ချင်းကြတယ်ပဲကျမကကိုယ့်ရဲ့ဖျားခင်ရဲ့အစေခံကြုံကိုစိတ်ကြည့်တဲ့အရာမရှိဘူး Ito ya ni ra ki khon ke wi ni basa ta na ge ito yo kwa ra ra su sa ko ba lu ya ni za me do ko ba mo no ကိုယ့်ရဲ့စူးစမ်းခြင်းပဲရှိတယ် o lo ta ta ka mu pe so lo mo no ဒီနေ့တော့ဘတ်တော်နားထောင်တဲ့အချိန်မှာကျမအရာမျိုးကကိုယ့်ကိုနောင်တရတဲ့ဟာလေးရှိတယ် ni kana ka sa ja wi bo ni lo ga ta ye po ya ro ta ma lo mo no ကိုမသိတဲ့ဟာပေါ့နော်ဒီလိုဖြစ်မှမသိခဲ့တဲ့ဟာဖြစ်လို့မားတဲ့ဟာလည်းအများကြီးရှိတယ်ဆိုတဲ့ဟာကိုသိရတယ် ta le mi ti ve pa ra na de ba ta lo ko la ta la ka ma ko a ma lo mo no ဒီမိနစ်တော့မှကျမတို့အမျိုးသားနဲ့ကျမတို့စကားပြောဖြစ်တယ်ပေါ့နော်ဟိုဒီမိစင်တွေကြီးတွေလည်းအများကြီးခဏတွေ့တဲ့ဟာရှိပါတယ် to wa ne si wa ya re wa no sa ra pe to ko ra to si lo da to mu ko de pa ko a ma si ko mo no ဒါနဲ့သူတို့တဲ့ပြောတဲ့အချိန်မှာပေါ့သူတို့ကဖျားတဲ့ကောင်းကြီးရတယ်ဆိုမှကောင်းကြီးမင်္ဂလာရတယ်မြင်ရတဲ့ဟာပေါ့နော်ငွေကြေးရတယ်အမျိုးမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့ဟာကိုကောင်းကြီးမင်္ဂလာရတယ်လို့ပြောကြတယ် no ne wa te pa ni ma ne close ya a ko wa te na ta close a ko ne he ko pro sa ta shu ni lo de wa ti mo no အဲ့ဒါလေးဖျားကြီးရဲ့ကောင်းကြီးတော့ဟုတ်ပါတယ်နော် ka ne ko sa ta shu ni mix so no ဒါနဲ့အဲ့ဒီအရာကကဘာသာအားလုံးကိုပေးတဲ့ကောင်းကြီးမင်္ဂလာဖြစ်တယ် mi me ta pa ne era sa yo era ta shu ni ne lo wa ho ko ko ha de ko lo no ကျမတို့ခရစ်တော်ထဲမှာသခင်ယေရှုရဲ့တည်လွတ်ခြင်းကိုရသွားတဲ့အချိန်မှာ lo sa ko ni lo ko ni ta ko ke wi lo ki ne ကျမတို့နေတဲ့အရာကဒီအရာထဲမှာနေတာမဟုတ်ဘူးပေါ့နော် po ko so ni me ta lo ki ni ko ba mo no ကျမတို့ကဘာတခြားရောက်သွားတာဖြစ်ပါတယ် lo ga ta ne ju la lo ko ga de pe mo no ကျမတို့နေတဲ့နေရာကတခြားကဘာပေါ့နော်ကောင်းကင်နိုင်ငံဖြစ်တယ် lo ko ki ke ni me ra lo ko la ga de pe la me ra ko ba mo no
ကျမခုစီမှာတက်ရောက်တဲ့ကောင်းကြီးမင်္ဂလာကလည်းကောင်းကင်နဲ့ပတ်သက်ထာဝရနဲ့ပတ်သက်တဲ့ကောင်းကြီးမင်္ဂလာအများကြီးတက်ရောက်မှုရှိတယ် တာရှူရီတို့နေပါလေခေါလို့ကလည်းခုဘောမလို့ကတာရှူရီလည်းဘောအားမလို့နော် အဲ့ဒါကြောင့်ဘောနော်အဲ့ဒီကေတီချင်းကြတဲ့လူတွေမှမဟုတ်ဘူးဆိုရင်ဘောနော်တကယ်ယေရှုကိုတကယ်မဟုတ်ဘူးဆိုရင်တော့သူတို့ဟိုကောင်းကြီးမင်္ဂလာအကြောင်းငါတို့လက်ခံရတဲ့နှုတ်ကပတ်တော်ကလည်းလက်ခံရတဲ့ကောင်းကြီးမင်္ဂလာအကြောင်းတို့သူတို့ကဘလို့မှနားမလဲ แต่น้องเองผ่านแล้วเต็มที่เราเก็บไว้เต็มยาวตาชูดีให้พวกเซลล์ทุกคนแล้วเต็มผ่านหน้าเปิดไว้บ้างเนาะ သူတို့ချင်တာအဲ့ဒါသူတို့လည်းတည်တယ်လို့ချင်တယ်ဘောနော် เอาว่าเต็มช่วงวันอะไรผ่านเอาเต็มสิบกว่าเป็นยาวแล้วเนาะ တည်တယ်လို့ဘယ်လိုပဲချင်သူတို့ရဲ့ focus တဲ့နေရာကရည်ကြီးရာဖြစ်တယ်ပစ္စည်းဥစ္စာဖြစ်တယ် เอาว่าเต็มผ่านมีเต็มแล้วชีปีนี้เต็มแต่อาจารย์ชีดีไปมีแล้วเราพูดกันชีแล้วเนาะมีแล้วแต่ชุดแต่ตัวเราเนาะ အဲ့တော့ကိုတွေ့တဲ့အချိန်မှာကျွန်မဆိုတာအများဖြတ်ပြီးကိုယေရှုတင်တယ်ပေါ့နော် ทีนี้ชีจะเนี่ยสักตอนนี้ยานีสิบุกษาบุญတို့မှာ ကျွန်မလည်းမသိတဲ့အချိန်မှာနှုတ်ကပတ်တော်ကိုမလက်ခံခဲ့တဲ့အချိန်မှာအပြစ်လွတ်ခြင်းမရတဲ့အချိန်မှာကျွန်မအတွက်ကောင်းခြင်းမင်္ဂလာကလည်းလောကီစိစိတ်နဲ့အစင်ပြေခြင်းပဲဖြစ်တယ် ဒီတော့ရတဲ့နေ့တော့ကေခေါ်ကေဒီကနေ့နေ့တော့ဒီတော့ရပေါ်တာရှူနေနေမြဲတာတတ်ထူတာတော်တော့ဟောကူတာထူတာတော်စီပါလို့เนาะ အဲ့လိုမျိုးကိုကမမြင်ရတဲ့ကဘာတစ်ခုရှိတယ်ဆိုတာမသိခဲ့ဘူး တော့ရစညာတာလည်းအော်ဟောကူလေးတိပါဝဲတာတော့မင်းကိုဘာမူကြတဲ့ဇာတ်မျိုးเนาะ အဲ့ဒါကြောင့်ဘုရားခင်ကဒီအရာကိုမြင်ခွင့်ရတဲ့အရာကစိတ်နှလုံးနဲ့ဆိုင်တဲ့ကဘာတစ်ခုပြီးနေတဲ့ဆိုင်တဲ့အရာကဘာတစ်ခုကိုမြင်ခွင့်ရတာကဘုရားခင်ရဲ့ကောင်းချီးမင်္ဂလာကြီးမားတဲ့ကောင်းချီးမင်္ဂလာဖြစ်တယ် ယနေ့ကစားဒုတိယဘာခါကစားမှုကိုဘာမူကြတဲ့မမီတာရှူဖတ်လို့လေးပေါ်တော့เนาะ အတင်းတော်မှာလိုက်လာတာနှစ်ပေါင်း30ကျော်ခဲ့ပြီ ဒီဟက်ပေါ်တော့ကိုကြီးနေနေတာနေခီစီတော့ပြီเนาะ ဒါနဲ့ကျွန်မဆိုတာတီယူရတဲ့ဟာတွေဆက်ပြီးဆက်တော့အများကြီးရှိသေးတယ် ပါစရာရရပါမလို့နေတာနေဝဲတာအမှားလို့เนาะ ဒီခါနားထောင်လိုက်ကျွန်မမသိတဲ့ဟာတွေအများကြီးပါလာ ဒီမိကနာရတော့နာကတော့ဒါလေးတိကျတဲ့ပေါ်ဝဲအမှားလို့เนาะ အဲဒါကြောင့်နေ့စဉ်အစားအစာကနှုတ်ကပတ်တော်နားထောင်ခြင်းကနေ့စဉ်အစားအစာစားတယ်လို့ကျွန်မတို့ကအဲ့လိုမျိုးလက်ခံရမှာ တော့ဘယ်နာဟုစားဘူးချိုင်းမော်နော်ဒီတော့တာအော်လည်းပေါ်တာတာအော်ကောမှုနီတဲ့ဒီဇိုင်းပဲပါတူလို့ဒီမော်နော် ဘုရားခင်ရဲ့စေခံခြင်းကိုကျွန်တော်တို့ရဲ့အထူးရှိခြင်းကလည်းကောင်းချီးမင်္ဂလာဖြစ်တယ် ဒီတော့ကစားကူပေါ်တော့ဘာတူပေါ်ဒီနေလည်းပေါ်ဒီတက်စတူဖတ်တယ်မော်နော် ကျွန်တော်တို့ကိုဘုရားခင်ကစွန့်ပြစ်မထားဘူးဆိုရက်တက်တယ်ဖြစ်တယ် ဒီတော့ကစားနေတဲ့ပါတီဘာပါတော့ဒါလည်းဒီတော့တာပတော့ဒီလောမော်နော် အဲဒါကြောင့်ဒီနေ့ဘုရားခင်ကိုယေရှုတင်ခြင်းတာဖြစ်တယ် ဟောတာဒီနေ့ရဲ့ဒီစီလူစားကူတို့မော်နော်တမ်